လူဆိုတာဘဝမှာအကောင်းနေကြီးပဲတွေ့ခြင်းကြုံခြင်းရတယ်ရခြင်းလိုခြင်းရတယ်ဘယ်လူမှမကောင်းတာတွေနဲ့မတွေ့ခြင်းမကြုံခြင်းကြဘူးပေါ့မရခြင်းမလိုခြင်းကြဘူးပေါ့အဲ့ဒီလိုအကောင်းတွေနဲ့ပဲတွေ့ကြုံရဖို့အားလုံးကမျှော်လင့်ကြတယ်ကြိုးစားကြတယ်အဲ့ဒီတော့မိတ်ဆွေကောင်းဆွေမျိုးကောင်းဇနီးကောင်းလင်ကောင်းမိဘကောင်းဝန်းကျင်ကောင်းတွေရဖို့ဘယ်လိုကြိုးစားကြရမလဲဒါလေးကိုမြင်တယ်လို့လေးပြောကြည့်ကြပါမယ်လူဆိုတာမိတ်ကောင်းဆွေကောင်းတွေရခြင်းနဲ့မဟုတ်လားအဲ့ဒါလို့မိတ်ကောင်းဆွေကောင်းတွေကိုလိုချင်တယ်ရချင်တယ်ဆိုရင်တော့ကိုယ်တိုင်ကမိတ်ကောင်းဆွေကောင်းတယောက်ဖြစ်အောင်နေပေးရမှာဖြစ်တယ်ကိုယ်တိုင်ကမှမိတ်ကောင်းဆွေကောင်းဖြစ်အောင်မနေဘဲနဲ့တော့ကိုယ့်အတွက်မိတ်ကောင်းဆွေကောင်းဆိုတာရလာဖို့မလွယ်ဘူးလို့မြင်ပါတယ်လူဆိုတာဆွေကောင်းမျိုးကောင်းဆွေမျိုးကောင်းတွေနဲ့တွေ့ကြုံခြင်းရတယ်အဲ့ဒါလို့ဆွေကောင်းမျိုးကောင်းဆွေမျိုးကောင်းတွေနဲ့တွေ့ကြုံခြင်းနဲ့ဆိုရင်တော့ကိုယ်တိုင်ကလည်းဆွေမျိုးအပေါ်တာဝန်ကျေတဲ့ဆွေမျိုးအပေါ်ကောင်းတဲ့ဆွေမျိုးကောင်းတယောက်ဖြစ်အောင်နေပေးရမှာဖြစ်တယ်ကိုယ်တိုင်ကမှဆွေမျိုးကောင်းတဦးဖြစ်အောင်နေမပေးနိုင်ဘဲနဲ့တော့လေကိုယ့်အတွက်ဆွေမျိုးကောင်းရဖို့ဆိုတာမလွယ်နိုင်ဘူးလို့မြင်ပြန်တယ်လူဆိုတာမိဘတိုင်းကသားကောင်းသမီးကောင်းတွေနဲ့ရခြင်းရတယ်တွေ့ခြင်းရတယ်ကြုံခြင်းရတယ်အဲ့ဒါလို့သားကောင်းသမီးကောင်းတွေနဲ့တွေ့ကြုံခြင်းနဲ့ဆိုရင်တော့လေကိုယ်တိုင်ကအဲ့ဒီသားသမီးတွေရဲ့မိဘကောင်းလည်းဖြစ်ဖို့လိုသလိုကိုမိဘတွေရဲ့သားကောင်းသမီးကောင်းတွေလည်းဖြစ်အောင်နေဖို့လိုတယ်ကိုယ်တိုင်ကမှကိုသားသမီးတွေရဲ့မိဘကောင်းလည်းမဖြစ်ဘူးကိုမိဘတွေရဲ့သားကောင်းသမီးကောင်းလည်းဖြစ်အောင်မနေဘူးဆိုရင်တော့လေသားကောင်းသမီးကောင်းတွေရဖို့ဆိုတာသားကောင်းသမီးကောင်းတွေနဲ့ကြုံရဖို့ဆိုတာမလွယ်ဘူးလို့မြင်မိတယ်လင်းယောက်ျားတိုင်းကဇနီးကောင်းမယားကောင်းတွေကိုရချင်ကြတယ်အဲ့ဒါလို့ဇနီးကောင်းမယားကောင်းတွေကိုရချင်ကြတယ်ဆိုရင်ကိုယ်တိုင်ကလည်းလင်ကောင်းတယောက်ဖြစ်အောင်ကြိုးစားကျင့်သုံးနေထိုင်ဖို့လိုတယ်ကိုယ်တိုင်ကမှလင်ကောင်းယောက်ျားကောင်းဖြစ်အောင်မနေဘူးဆိုရင်တော့လေဇနီးကောင်းမယားကောင်းရဖို့ဆိုတာမလွယ်တော့ပါဘူးဇနီးမယားတိုင်းကလည်းလင်ကောင်းယောက်ျားကောင်းတွေကိုရကျင်လိုချင်ရတယ်အဲ့ဒါလို့လင်ကောင်းယောက်ျားကောင်းတွေကိုရကျင်လိုချင်ရတယ်ဆိုရင်တော့လေကိုယ်တိုင်ကလည်းမယားကောင်းဇနီးကောင်းတယောက်ဖြစ်အောင်ကြိုးစားကျင့်သုံးနေထိုင်သင့်တယ်လို့မြင်တယ်ကိုယ်တိုင်ကမှဇနီးကောင်းမယားကောင်းတယောက်ဖြစ်အောင်မကျင့်သုံးမနေထိုင်ဘဲနဲ့တော့လေယောက်ျားကောင်းလင်ကောင်းရနေဖို့ဆိုတာမလွယ်ဘူးလို့မြင်မိတယ်လူဆိုတာဝန်းကျင်ကောင်းကိုလူတိုင်းကရကျင်ကြတယ်အဲ့ဒါလို့ဝန်းကျင်ကောင်းကိုရကျင်ကြတယ်ဆိုရင်ကိုယ်တိုင်ကလည်းဝန်းကျင်အတွက်ကောင်းပေးတဲ့လူဖြစ်အောင်ကြိုးစားရမယ်ကိုယ်တိုင်ကမှဝန်းကျင်အပေါ်မကောင်းဘူးကောင်းမပေးဘူးဆိုရင်ဝန်းကျင်ကောင်းရဖို့ဆိုတာလည်းမလွယ်ပါဘူးဒါကြောင့်ဝန်းကျင်ကောင်းရကျင်တယ်ဆိုရင်တော့ကိုယ်တိုင်ကဝန်းကျင်အတွက်ကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားပါလို့ပြောချင်တယ်ဘဝမှာအကောင်းတွေနဲ့တွေ့ခြင်းကြုံခြင်းရခြင်းရပေမဲ့ကိုယ်တိုင်တွေကတော့ကောင်းဖို့တာဝန်ကျေဖို့မေ့နေတတ်ကြတယ်ကိုပေါင်းနေတဲ့သူတွေပေါ်ကိုတွေ့နေရတဲ့သူတွေအပေါ်မှာတွေပဲကိုယ့်ဘက်ကကြည်နေတတ်ကြတယ်ကိုယ့်အပေါ်ကိုပြန်ပြီးကြည့်တဲ့သူကတော့အလွန်နည်းပါလိမ့်မယ်အတ္တနာစောတယတ္တနာပฏิမန္တေထအတ္တနာတဲ့လူဆိုတာမိမိကိုယ်ကိုစောရနာရမယ်ကိုယ့်ကိုယ်စောကြောစစ်ဆေးရမယ်တဲ့ကိုယ့်ကိုယ်ပဲဆင်ញင်တာတွေလုပ်ရမယ်ငါဟာကောင်းသူဟုတ်ရဲ့လားငါကမကောင်းမဲနဲ့ကောင်းတာတွေကိုရခြင်းနေတာလားငါကမကောင်းမဲနဲ့ကောင်းတာတွေနဲ့ပဲတွေ့ခြင်းနေတာလားငါဟာဘယ်လိုလူလဲငါစိတ်ထားတွေငါလောက်ရက်တွေကဘယ်လိုရှိသလဲအဲ့ဒါလိုအတ္တနာစောတယတ္တနာပฏิမန္တေထအတ္တနာဆိုတဲ့အတိုင်းကိုယ့်ကိုယ်စောကြောပါကိုယ့်ကိုယ်စစ်ဆေးပါကိုယ့်ကိုယ်ဆင်ញင်ပါအဲ့ဒါလိုဆင်ញင်ပြီးရင်တော့အတ္တကိုတော့တတိပါကိုယ့်ကိုယ်လိုအပ်ချက်တွေရှိရင်ဖြည့်မှားနေရတွေရှိရင်ပြင်း
မကောင်းတာတွေရှိရင်ကောင်းအောင်လုပ်အဲ့ဒါလို့ကိုစောင့်ရှောက်မှုတွေလုပ်မှတာဒုက္ခံဘိက္ခုဝိဟာတိနီအဲ့ဒီသူဟာဘဝမှာချမ်းချမ်းသာသာနေရမှာဖြစ်တယ်ဒါကြောင့်ညီကုန်းချုပ်အနေနဲ့ပြောရရင်ဘဝမှာကောင်းတဲ့သူတွေနဲ့တွေ့ကြရင်ကိုဝန်းကျင်ကလူတွေကိုကောင်းပေးပါလို့ပြောနေလို့တောင်းဆိုနေလို့မရနိုင်ဘူးကိုယ်တိုင်ကသာကောင်းသူတယောက်ဖြစ်အောင်ကြိုးစားလိုက်ပါကိုယ်တိုင်ကသာကောင်းသူတယောက်ဖြစ်လာမယ်ဆိုရင်သိကြပါတယ်ကိုအများကတန်မိုးထားလာပြီးတော့ကောင်းတဲ့သူတွေကလည်းချင့်ကပ်လာပါလိမ့်မယ်လို့ပြောကြရင်ညီကုန်းချုပ်ချင်ပါတယ်အားလုံးမိမိကိုကောင်းအောင်တည်ဆောက်နိုင်သူများဖြစ်ကြပါစေ